ငယ်တုန်းကလူတော်တယောက်အတော်ဆုံးလူတယောက်ဖြစ်ဖို့အတွက်ကြိုးစားတယ်အသက်ကြီးလာတဲ့အခုချိန်ကြတော့ကျွန်တော်ဟာစိတ်ရင်းကောင်းတဲ့လူတယောက်ဖြစ်အောင်ပို့ပြီးတော့ကြိုးစားရမယ်ဆိုတာသိလာတယ်ဒီစကားကိုပြောရတဲ့လူကဂုံကျက်တည်ရှိစီးပွားရေးလုပ်ငန်းရှင်တယောက်ပညာလည်းအတော်လေးတက်တယ်လူမှုရေးကျင့်ဝတ်လည်းအတော်လေးကောင်းတယ်ဒီလူတယောက်ကဒီစကားကိုပြောလိုက်တဲ့အခါမှာကျွန်တော်ဒီနေ့ခေတ်လူမှုပတ်ဝန်းကျင်အခြေအနေကိုစဉ်းစားကြည့်ယနေ့ခေတ်ကလူတော်တွေရမ်းများပါတယ်သူတို့အသက်ဆိုင်ရာကဏ္ဍအသီးသီးမှာတော်တယ်ဒါပေမဲ့စိတ်ရင်းကောင်းနေအများစုပြောင်းဆုံးနေတယ်လူအားလုံးတော့မဆိုလို့ဒါပေမဲ့အများစုပြောင်းဆုံးနေတယ်ဘာကြောင့်လဲကျွန်တော်တွေးကြည့်တဲ့အခါကျွန်တော်တွေ့ရတဲ့ point လေးတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်ဒါငယ်ငယ်တော့ကျွန်တော်တို့တွေတေချာမတင်ယူအားလို့ပဲကျွန်တော်တို့ပြောပြရစီဘာရီတေချာမတင်ယူရလာလဲဆိုတော့1990နောက်ပိုင်းမှာကျွန်တော်တို့က80ကျော်1800ပြည့်နှစ်မှာမွေးတဲ့အချိန်မှာကျွန်တော်တို့ကနည်းနည်းလေးမိလိုက်သေးတယ်ဒါပေမဲ့1900နောက်ပိုင်း1996နောက်ပိုင်းမှာဒီလိုကစားတဲ့အလေးကျင့်တွေပျောက်သွားတယ်ဒီကစားတဲ့အလေးကျင့်ကြီးပျောက်သွားတာကနောက်ပိုင်းကလေးတွေရဲ့ပေါင်းသက်ဆက်ဆံရေးအရာကောကလေးတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာကျန်းမာရေးရောအတော်လေးထိခိုက်တာကိုကျွန်တော်မြင်မိတယ်ဒါကျွန်တော်အမြင်လေးပါနော်ဒီကစားလို့လူတွေကကိုချင်းစာတွေကခေါင်းပါသွားတယ်လို့ပြောတာမဟုတ်ဘူးကလေးတယောက်ကကစားရမယ်မိဘအများစုကဘယ်လိုမြင်နေလဲဆိုတော့ကစားတာအချိန်ပြုံးတာမလိုအပ်ဘူးကလေးတွေကစားဖို့မလိုဘူးဒီလိုမြင်တယ်အဲ့လိုတော့မဟုတ်ဘူးအဲ့လိုမဟုတ်တဲ့အကြောင်းကျွန်တော်တို့ငငယ်တုန်းကကစားခဲ့ဘူးတဲ့နီလန်းတွေဟာဘယ်လိုကစားနည်းတွေဖြစ်လဲဒါတွေကဘာတွေကိုသင်ပေးလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ပထမဆုံးကျွန်တော်တို့ကရုပ်ပိုင်းဆိုင်ကစားလို့ရတယ်အဲ့ဒါကို physical play လို့ခေါ်တယ်ရုပ်ပိုင်းဆိုင်ကစားရဲဆိုတာဘယ်လိုပြောမလဲကြိုးခုံတာရှိမယ်ကျွန်တော်ငငယ်တုန်းကပုံပစ်ကြတယ်စိတ်ပြေးလိုက်တိုင်းကစားကြတယ်ကြောက်ကြောက်ဖြတ်ဒီထဲမှာကစားခဲ့ဘူးတဲ့လူတွေရှိပါပဲနော်ဒီတစ်ခုကကျတော့ constructive play လို့ခေါ်တယ်ဖန်တီးတည်ဆောက်တာဆိုတဲပုံထဲမှာကျွန်တော်တို့အိမ်လေးတွေစောက်ကြတယ်တစ်ခါကျလို့ရှိရင်ရွှွန့်နေနဲ့အယုတ်တွေလောက်ကြတယ်ကျွန်တော်ဆိုရင်တော့ရွှွန့်စည်းတွေကဒီလောက်မညစ်ပတ်သေးဘူးရွှွန့်ပုံကြီးမှာဆိုကျွန်တော်အယုတ်ကလေးလောက်ကြတယ်စင်ယုတ်တို့မြင်းယုတ်တို့เนาะနဂါးတို့ဒီလိုဘောင်းစုံလောက်ကြတယ်အယုတ်ကလေးတွေအရန်လှတာဒီလိုလေးလောက်ကြတဲ့အခါမှာ constructive play ပေါ့နော်သူကကျတော့ဒီစောက်ရေးကိုပြန်ပြီးတော့သင်တာပုံလဲပြောကြတာပဲ pretend play လို့ခေါ်တယ် psychological ဒီclay water နဲ့ပြောလို့ရှိရင် pretend play ပုံပြောတဲ့အခါမှာပုံပြောနည်းကမျိုးစုံရှိတယ်ပထမဆုံးကကျတော့တယောက်ကိုတခြားပြောတဲ့ပုံမြင်လည်းရှိတယ်တယောက်တော့တယောက်ထက်အကုန်လုံးပြောတာလည်းရှိတယ်တယောက်ထက်အကုန်ပြောတဲ့အခါမှာသူတို့တရုပ်ဆောင်ပြီးတော့ယုံကလေးတွေအကြောင်းအရှင်းကလေးတွေအကြောင်းလမ်းပြတိုက်တဲ့ကလေးတွေအကြောင်းဒီလိုပြောတယ်ပြောတဲ့အချိန်မှာသူက pretend ပေါ့နော်သူပုံဖော်ပြီးတော့ပြောပြတာပုံပြောပြိုင်ပွဲလေးတွေကျွန်တော်ပြိုင်ပြီးတော့ကျွန်တော်စုလဲရဘူးတယ်ဒီလိုလေးတွေပြိုင်တာလည်းရှိတယ်ဒါ pretend play နော်နောက်တစ်ခုကကျတော့ social play ဆိုတာကsocial play ဆိုတာဘယ်လိုခေါ်တာလဲဆိုတော့ဥပမာဖြင့်ထမင်းချက်တန်းကစားမယ်မင်းကတော့ထမင်းဆန်သွားဝယ်မင်းကတော့ဘာလို့ကျွန်တော်ငယ်တော့အိမ်ကဆန်နေခိုးပြီးထမင်းချက်ကြတယ်ဒါကလည်းလုံးဝကျွန်တော်တို့တင်ယူမှုနည်းလမ်းတစ်ခုပဲနောက်ဆုံးတစ်ခုက sensory play အကောင်လေးဆန်းခိုင်းတာဆိုဥပမာဖြင့်ဒါဆန်းနေချောလာဘဲကောင်လဲဒီလိုမျိုးတွေဆန်းပြီးတော့ကြောက်ထိုးတွေပြတယ်အဲ့ကြောက်ထိုးတွေကိုဆန်းကြည့်ပြီးတော့ဘဲကြောက်ထိုးအမှန်လဲဒီလိုရွေးခိုင်းတာရှိတယ်အခုနောက်ပိုင်း variety show တွေမှာဆိုလို့ရှိရင်အကောင်တွေကိုစဉ်းစားရရှိတယ်ဒီလို play လေးတွေကျွန်တော်တို့ငယ်တုန်းကကစားခဲ့ရတယ်ကျွန်တော်တို့ကစားခဲ့ရတာအဲ့ဆိုတော့ဒီလို play တွေလုပ်လို့ရှိရင်ကျွန်တော်တို့ကdevelopment ပေါ့နော် play တွေ development မှာ၄ချက်ကိုအထောက်အကူပေးနိုင်တယ်နံပါတ်1တစ်ခုက physical development ဆိုအရင်တုန်းကကျွန်တော်တို့တွေဒီကြောင်းနေတော့ဂေါ်လီလုံးပစ်တယ်နော်ဂျင်လောက်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်ကလေးတွေတန်ပါလာတယ် fine motor နော် fine motor ဆိုစာရေးရလွယ်လာတယ်နောက်ပိုင်းစာရေးရအရင်အဆင်ပြေတယ်အခုခေတ်ကျတော့ဒီလိုမရှိတဲ့အခါမှာတော့ဂျုံတွေကိုပတ်စံဈေးကြီးနဲ့ဝယ်ရတယ်ပြီးတော့နေရတယ်အမှန်တကယ်ငယ်တုန်းကသာအပြင်မှာစော့ခွင့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ fine motor ကိုတည်တံ့ကျင့်စရာမလိုဘူးနောက်တစ်ခါကျတော့ cognitive development ရတယ် cognitive development သိမှုဆိုင်ရာပေါ့ကျွန်တော်မှတ်ရတယ်ကျွန်တော်ဆိုအယောင်ဆုံးပြီလားဆိုတဲ့ကစားနည်းအယောင်ဆုံးပြီလားဆိုအယောင်တွေမှတ်ရတယ်ခရမ်းရောင်မယန်းရောင်ဒါတွေလောက်ရင်လည်းအဲ့ဒီမှာကျွန်တော်တို့ထက်ငယ်တဲ့ကလေးလေးရှိမယ်ကျွန်တော်တို့ကြီးတဲ့ငယ်လေးရှိမယ်တစ်ခါကျရင်အယောင်ဆုံးပြီလားကစားတဲ့အခါကျရင်သူတို့အယောင်လေးတွေမှတ်ရင်လည်းကျွန်တော်အယောင်လေးပူတည်လာတယ်တကူးလားဘာရွက်လဲဆိုအရွက်ကလေးတွေခူးလိုက်ရတာပြေးလိုက်ရတာဒီလိုမျိုးလေးရှိတယ်နော်သူတို့ပုံစံတူလေးလိုက်ပြီးတော့ယူရတဲ့အတွက်ကြောင့်မလို့သူကတဘာဝရဲ့အမှတ်ဉာဏ်လောက်လာတယ်တဘာဝနဲ့ပို့ပြီးထိတွေ့မှုရှိလာတယ်အယောင်တွေကိုပို့ပြီးလောက်လာတယ်ဒါကြောင့်လို့ရှိရင်ညင်းရတာ9လုံးတို့6လုံးတို့ဂေါ်လီလုံးအဲ့လိုမျိုးနော်ဒါဆိုလို့ရှိရင်ဒီကဏ္ဍလေးတွေတိလာတဲ့အခါကျလို့ရှိရင်လည်းသူတို့သင်္ချာဉာဏ်တွေစွမ်းရည်တွေတိုးတက်လာတယ်ပြီးရင် science တဘာဝကိုပို့ပြီးလေ့လာနိုင်လာတယ်ဒီလိုလေးရှိတယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကျတော့ social and emotional skillကျွန်တော်ကစားတဲ့အခါမှာကျွန်တော်ရှေ့ client တွေလာပြတဲ့အခါမှာအခုနောက်ပိုင်းကလေးတွေကမဆောင်ဆိုင်တတ်ဘူး
သူတို့လောက်ချင်တာတွေလောက်တယ်တကူကောင်းဆန်တယ်ပေါ့နော်ကလေးတွေအများဆိုကျွန်တော်ဒီလိုလေးတွေ့ရတယ်ဘာကြောင့်လဲဆိုကျွန်တော်သိရငယ်ငယ်တော့ကျွန်တော်အလှဲ့နဲ့ဘာဖြစ်ထွေပြစ်တာတော့အလှဲ့နဲ့ကျိုးခွင်တော့အလှဲ့နဲ့နော်ကလူတာတို့ဘာလို့ရှိသေးတယ်အဲ့လိုမျိုးအဲ့ဆိုစောင့်ဆိုင်တက်တယ်ပေါ့နော်စောင့်ဆိုင်တက်တယ်အလှဲ့ပေးတတ်တယ်တယောက်ပြောတဲ့စကားကိုတယောက်ကနားထောင်နေအဲ့လိုမျိုးဆိုလို့ရှိရင်သူက social and emotional development ဖြစ်လာတယ်ဒါတွေကဒီလိုအလေးချက်တွေကနောက်ပိုင်းမှာသူရဲ့ life skill တွေပို့ပြီးတိုးတက်လာတာပေါ့နော်ဘာဖြစ်ဘယ်လို life skill တွေတိုးတက်လာဆိုတော့ကျွန်တော်တို့အပြင်ထွက်ပြီးကစားမယ်ကစားချိန်အမင်းက3နိုင်နဲ့5နိုင်မိုးရတယ်ဆိုတော့မိုးရနေတဲ့အချိန်ဆိုအမေကကစားတဲ့အချိန်က3နိုင်နဲ့4နိုင်ပဲပေးထားတယ်3နိုင်နဲ့4နိုင်မှာအိမ်ထဲမှာကစားရမယ်ဆိုဘယ်လိုကစားမလဲနေသားတယ်ဆိုအပြင်ထွက်ပြီးကစားရင်ဘယ်လိုကစားမလဲသူတို့ light changes တွေကို adjust လုပ်နိုင်တယ် adjust လုပ်နိုင်တဲ့အခါမှာသူတို့ရဲ့ emotional ဖြစ်တယ်ပြီးတော့ clay တွေနဲ့ကစားတဲ့အခါမှာ social play တွေ pretend play တွေကသူတို့ရဲ့ creative thinking ပေါ့နော်ပို့ပြီးတော့တွေးခေါ်တတ်လာတယ်ပို့ပြီးစကားပြောတတ်လာတယ်နော်စကလုံးဝဟောတာကျွယ်ဝလာတယ်ဟုတ်ပြီနောက်ဆုံးအဆုံးသက်ပြောရလို့ရှိရင်ကျွန်တော်တို့တွေကပြန်ပကစားရဲ့သဘာဝနဲ့ထိတွေ့မှုရတယ်အိမ်ထဲမှာဒီလိုအုပ်စုဖက်ကစားမယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံရေးပိုတက်လာတယ်ဘဝရဲ့ life မှာဒီလိုတွေလုပ်ရင်လည်းကျွန်တော်တို့ကအမတန်မှခေါင်းတဲ့အနေအထားတစ်ခုရလာတယ်ပေါ့နော်အဆုံးသက်ပြောရလို့ရှိရင်တော့ကျွန်တော်တို့အရန်တော်တယ်ဆိုတာငငယ်တည်းကကစားတဲ့ဥစ္စာ skip လုပ်လိုက်တယ်မိဘတွေကဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့တငယ်ချင်းသားကဆရာဝန်ဖြစ်လို့ရှိရင်ကိုယ့်သားလည်းဆရာဝန်ဖြစ်မှာသူအစင်တရရင်ကိုယ့်သားလည်းအစင်တရမှာဒီလိုပြိုင်ဆိုင်မှုတွေဖြစ်လာတယ်ပြိုင်ဆိုင်မှုတွေဖြစ်လာတဲ့အခါကစားမယ်ထားစာတင်ဖို့ပဲအိမ်နဲ့အကြောင်းနဲ့စာအိမ်နဲ့အကြောင်းနဲ့စာကလေးတွေကစာအောင်ကြီးမှုတွေပဲလုပ်နေရတာပဲတချို့တွေဆိုရန်ကစားခြင်းနဲ့ကစားခွင့်မရဘူးတယောက်တည်းအိမ်ထဲမှာနေစာတွေကြက်ဆိုတော့စာကြောင်ပေါ့နော်စာတဘိုးစာကြောင်ဆိုငယ်ငယ်တော့စာရမ်းချက်တဲ့သူတွေကိုပြောတာရှိတယ်ငှက်ကြောင်ပါကွာအဲ့လိုမျိုးအကြောင်လာတာပေါ့နော် social မတက်တာ social connection မလုပ်တတ်တာဆရာတွေကလည်းကိုယ့်ရဲ့သားသမီးတွေကိုကိုယ့်ရဲ့သားသမီးတွေပေါ့နော်ကိုယ့်ရဲ့တပည့်တွေကိုကိုယ့်ရဲ့သားသမီးတွေကိုသဘောထားပြီးတော့အကောင်းဆုံးဖြစ်ခြင်းနဲ့အကောင်းဆုံးဖြစ်ခြင်းတဲ့ကြောင့်တို့ကဘာလုပ်ချလိုက်လဲဆိုတော့သူတို့ရဲ့ကာယအချိန်တွေမှာကာယမလောက်ခိုင်းတော့မလောက်ခိုင်းမင်းနဲ့စာပဲတင်ကြတယ်တစ်ချိန်လုံးစာမနက်စာ guide ပြီးတော့ကျူရှင်ဒါတွေနဲ့ပဲကျွန်တော်တို့ကစားခြင်းကိုလင့်ထားတဲ့အခါမှာတအားတော့ဒေါ်လာပါတယ်သူတို့ရဲ့ကျွမ်းကျင်တဲ့ဘိုင်းတွေမှာဒါပေမဲ့ကျွန်တော်တို့တွေ social ရမ်းညံလာတယ် social ဆိုတော့ပေါင်းသင်းဆက်ဆံရမ်းညံလာတယ်ဒါပြင်လူတွေကမဆောင်ဆိုင်တက်တော့ဘူးပေါင်းသင်းဆက်ဆံရေးမလုပ်တတ်တော့ဘူးsuffix ပေါ့နော် suffix ဆိုတာတကူကောင်းဆန်လာတယ်ဒီစကားပြောရတာလေကျွန်တော်မပြောချင်ပေမဲ့လည်းပြောလိုက်ရပါမယ်တကူကောင်းဆန်လာတယ်အဆုံးသက်ပြောရလို့ရှိရင်လေကလေးတွေကစားနေတာအချိန်ဖြုံးတာမဟုတ်ဘဲနဲ့ဘဝကြီးကိုဘယ်လိုသွားရမလဲလို့သင်ယူနေတာဖြစ်ပါတယ်ဗီဒီယိုလေးကတော့10မိနစ်လောက်ဖြစ်သွားပါပြီနားဆင်ပေးကြတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Dr. Pio မောင်ပါ